မင်္ဂလာပါခင်ဗျာနေ့စဉ်မိုးလေဝသသတင်းကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2026ခုနှစ်ဧပြီလ10ရက်နေ့ဗုဒ္ဓဟူးနေ့ပဲဖြစ်ပါတယ်အခုကျွန်တော်တင်ဆက်ပေးမှာကတော့ဒီနေ့ညနေ9နာရီခွဲအချိန်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေနောက်ဆုံးထုတ်ပြန်လိုက်တဲ့သတင်းအချက်အလက်တွေပဲဖြစ်ပါတယ်အပြင်မှာရာသီဥတုကအတော်လေးအပူရှိန်ပြင်းနေကမို့ပရိသတ်တို့လည်းကျမကြီးဂယုစိုက်ကြပါအောင်လို့အရင်ဆုံးနှုတ်ခွန်းဆက်တာပါရစေ။ကဲကျွန်တော်တို့ပထမဆုံးအနေနဲ့မိုးရွာသွန်းနိုင်မှုကိုကြည့်လိုက်ရအောင်ဗျာ။ဒီနေ့မှာတော့စက်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။ကြံတဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာတော့တိမ်အသင့်အသင့်ဖြစ်တွန်းနေပြီးနေတာတဲ့ရာသီဥတုမျိုးရှိနေမှာပါ။နောက်2ရက်အတွက်ခံမှန်းချက်အရလေစက်ကိုင်းတိုင်းတနင်္သာရီတိုင်းကချင်ရှမ်းနဲ့ချင်းပြည်နယ်တို့မှာနေရာကွက်ကြားမှုဆက်လက်ရှိနေနိုင်ပါတယ်။အပူချိန်ပိုင်းကိုပြောရမယ်ဆိုရင်တော့အခုကနွေရာသီအထွတ်အထိပ်ဆိုတော့နေပူချိန်ကအတော်လေးပြင်းနေစေပါ။နေပြီးတော့ရန်ကုန်နဲ့မန္တလေးမြို့ကြီးတွေမှာအမြင့်ဆုံးအပူချိန်ဟာ40ဒီဂရီဆဲလ်ဆီးယပ်အထိရှိနေတာမို့နေ့လယ်ပိုင်းအပြင်ထွက်ရင်တတိထားကြဖို့တိုက်တွန်းခြင်းပါတယ်။အထူးသဖြင့်ကချင်ပြည်နယ်မြောက်ပိုင်းဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့အလဲပိုင်းတွေမှာတိမ်အသင့်ဖြစ်တွန်းနေပေမဲ့ကြံတဲ့ပင်လယ်ပင်တွေမှာတော့တိမ်အနှဲငယ်ပဲရှိနေပါတယ်။ပင်လယ်ခရီးသွားလာမဲ့သူတွေအတွက်သတင်းကောင်းကတော့မြမကန်ယိုဒန်ကရှောင်းနဲ့ပင်လယ်ပြင်မှာလိုင်းအနှဲငယ်ကနေအသင့်ပဲရှိမှာပါ။လိုင်းအမြင့်က4ပေကနေ6ပေကြပဲရှိနိုင်ကမို့သွားလာရေးအတွက်စိတ်ပူစရာမရှိပါဘူးခင်ဗျာ။ဟုတ်ကဲ့ဒါကတော့ဒီနေ့အတွက်မိုးလေဝသသတင်းအနစ်ချုပ်ပင်းထူပါတယ်။အခုလိုနေ့စဉ်ရာသီဥတုအခြေအနေတွေကိုအချိန်နဲ့တပြေးညီသိရှိနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်အားလုံးပဲတာယာချမ်းမြေ့တဲ့ညချမ်းလေးဖြစ်ပါစေခင်ဗျာ။